2026 ခုနှစ်မှာသူနာပြုအထူးကုဆရာဝန်တယောက်အနေနဲ့အသက်မွေးဝမ်းကြောင်းပြုတ်ဖို့စဉ်းစားနေပါသလားဒါဟာလက်ရှိကျန်းမာရေးဆောင်ရှောက်မှုနယ်ပယ်မှာအကောင်းဆုံးအသက်မွေးဝမ်းကြောင်းတွေကတစ်ခုဖြစ်ပါတယ်သူနာပြုအထူးကုဆရာဝန်တယောက်အနေနဲ့တင်ဟာယောဂတွေကိုရှာဖွေဖော်ထုတ်တာစိတ်ညှိုးစာတွေရေးပေးတာနဲ့လူနာပြုစုစောင့်ရှောက်မှုတွေကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့စီမံခန့်ခွဲနိုင်ပါတယ်ဒီအလုပ်ဟာအထိပ္ပယ်ရှိတဲ့တက်ရောက်မှုတွေပေးစွမ်းနိုင်တယ်လို့အလုပ်အကင်ခိုင်မာမှုရှိပြီးပြင်ပလူနာဌာနဒါမှမဟုတ်တယ်လီကျန်းမာရေးဝန်ဆောင်မှုတွေမှာလည်းပြောင်းလဲပြင်လွယ်လုပ်ကိုင်နိုင်ပါတယ် CNA ဒါမှမဟုတ် LPN အနေနဲ့စတင်တာဟာလက်တွေ့ကွင်းဆင်းလေ့လာမှုတွေမှာအကျိုးကျေးဇူးအများကြီးရှိစေပြီးတင်နန်းနေတက်ရောက်ခွင့်ရဖို့အခွင့်အလမ်းပိုများစေပါတယ်တင်ဟာ RN တူနာပြုတယောက်ဖြစ်လာပြီဆိုရင်ခလေးကျန်းမာရေးအရေးပေါ်ကုသမှုဒါမှမဟုတ်စိတ်ကျန်းမာရေးစတဲ့အထူးပြုဘာသာရပ်တွေကိုရွေးချယ်နိုင်ပါတယ် RN အတွေ့အကြုံရပြီးနောက်မှာတော့ Master ဒါမှမဟုတ် DNP ဘွဲလွန်သင်တန်းတွေကိုအလုပ်လုပ်ရင်းနဲ့တက်ရောက်နိုင်ပါတယ်ဖြန်းမြလာစာဟာဒေါ်လာ$1,29,000ကနေ$1,43,000ချားမှရှိပြီးအထူးပြုနယ်ပယ်တွေမှာဆိုရင်ဒီထက်ပိုပြီးရနိုင်ပါတယ်တာဝန်ယူမှုကြီးမားတာနဲ့စိတ်ဖိစီးမှုတွေရှိနိုင်တယ်လို့ပညာရပ်ပိုင်းဆိုင်ရာဆက်လက်လေ့လာမှုတွေနဲ့လက်တွေ့နာရီတွေလည်းလိုအပ်ပါတယ်ဒီအလုပ်ဟာကိုချင်းစာတရားရှိပြီး RN အနေနဲ့စတင်ပြီးဆက်လက်သင်ယူလို့စိတ်ရှိတဲ့သူတွေအတွက်တင့်တော်ပါတယ်2026ခုနှစ်မှာအောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းဖြစ်ပေါ်လာစေဖို့တင်စိတ်ဝင်စားတဲ့အထူးပြုဘာသာရပ်နဲ့တင်တန်းတွေကိုတေချာလေ့လာပါဒါကတော့2026ခုနှစ်အတွက်အပြည့်အစုံပဲဖြစ်ပါတယ်နောက်ထပ်ဘလို့အလုပ်ကိုင်မျိုးကိုတင်ဆက်ပေးခြင်းတလဲ like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်မှပြန်ဆောင်ကြမယ်။